ကျွန်တော်နားမလဲခဲ့ဘူး ဟဲ့လက်စရောက်လေမြင်းလည်းမပြောနေရတယ် အမေကကျွန်တော်ဘာမှရှော့ရှော့ရှူရှူပေးမလို့ဘူး ဟဲ့ခြေထောက်ဆေးအောင်ညစ်ပတ်လာတာကို အမေတားဆီးပိတ်ပင်နေတာပဲ တားသိတယ် တင်မအောင်ဆိုထင်ကုန်နေရပဲ ကျွန်တော်အပေါ်ယုံကြည်မှုကိုမရှိဘူးအချိန်တိုင်းလဲမျက်စိတောက်ထောက်ကြည့်နေတယ်လို့ပဲ တာထီယူသွားအောင်လေလိုက်ပြောနေရတာပဲ အမေကအမြဲအပြစ်တင်နေခဲ့တာ တာတို့ပါကွယ်တားလေးကလူကြီးတွေကိုဂူးစိုက်တတ်သူပဲတားရဲ့မိဘတွေကတော့တိတ်ကန်ကောင်းတာပဲ ငယ်ငယ်တုန်းကအမေရဲ့တားဆီးပိတ်ပင်မှုတွေလို့ထင်ခဲ့တာတွေကတကယ်တော့အမေရဲ့ကာကွယ်စောင့်ရှောက်မှုတွေပါညွန်ပြသွန်သင်မှုတွေပါဂရုစိုက်ကျင်နာမှုတွေပါကျွန်တော်ရဲ့အောင်မြင်မှုတွေဆိုတာအမေရဲ့စောင့်ရှောက်ပေးမှုတွေကြောင့်ပါ မေဘိုးဆိုလာတယ်ထီယူသွားအောင်လား အမေအမေကတားဆီးပိတ်ပင်နေတာမဟုတ်ပါဘူးမြစ်တာနဲ့ကာကွယ်ပေးနေတာပါလွမ်းချုံကာကွယ်မိမိမြစ်တာတပွဲဂျမ်ဘိုဗိတ်သင်မိသားစုအတွက်အကောင်းဆုံးကာကွယ်မှု